အိန္ဒိယလူမျိုးတယောက်ဟာဆာလာအိတ်တလုံးကိုစပွဲပေါ်ပြစ်တင်လဲပါတယ်။အေဝါပွန့်ထွက်တဲ့အခါမှာတော့မွေဟောက်ဆဲကနန်းလောက်ဟာပါးပြန်ထောင်ပြီးအတန်ပြုတ်နေကြတာပေါ့။ British အရာရှိကတော့တနက်ကိုမထုတ်ပဲပြောင်းရဲပြီးအန်ဆွဲထဲကငွေဒင်ကားတွေကိုထုတ်ပေးလိုက်ပါတယ်။ဒါဟာ19ရာစုကအိန္ဒိယနိုင်ငံပါ။အဲ့ဒီအချိန်ကမွေသီးတကောင်ယူလာပေးနိုင်ရင်တပန်းစာစားစီရင်နဲ့လဲလှယ်နိုင်ပါတယ်။ British တွေဟာတွက်ကိန်းအရန်စမ်းကြတာပါ။ဇူချင်းငွေလေးရမြောက်ကများပေးပြီးမုတ်ဆိုးတွေကိုမွေတတ်ခိုင်းရင်မြို့ကြီးတွေဘေးကိန်းသွားလိမ့်မယ်လို့သူတို့ယူဆခဲ့ကြပါတယ်။ဒါပေမဲ့သူတို့ဟာလူတွေရဲ့လောဘဇောကိုထဲ့မတွက်ခဲ့ကြပါဘူး။မွေတွေကပိတ်ဆန်ရနေမှတော့ဘာလို့အသက်အန္တရာယ်စွန့်ပြီးမြက်တော်ထဲမှာလိုက်ဖမ်းနေတော့မလဲ။ကိုယ့်ရဲ့နောက်ဘေးမှာတဲ့မွေလိုက်တာကပုံမမြန်ဘူးလား။ဒီလိုနဲ့ဒေလီမြို့ရဲ့မြေအောက်ခန်းဒီမှာမွေသားဖောက်တဲ့တက်တာတွေပြည့်နှံ့သွားပါတော့တယ်။လယ်သမားတွေဟာလယ်မဆိုင်ကြတော့ပဲမွေတွေကိုအစာကျွေးပြီးမွေပင်မွေနွယ်လို့ပြုစုပြိုးထောင်လာကြပါတယ်။မွေတွေပိုမြောက်လာလေစုချင်းခွေတွေပိုရလေပါပဲ။နောက်ဆုံးမှာတော့ British အစိုးရဟာဒါဟာမွေနှင်းနှန်းတမဟုတ်ပဲမွေတွေကိုပိုက်ဆံပေးဝယ်နေတယ်ဆိုတာရိပ်မိသွားပါတယ်။ဒါကြောင့်စုချင်းခွေပေးတာကိုချက်ချင်းရပ်ပစ်လိုက်ပါတယ်။အဲ့ဒီမှာလယ်သမားတွေအခက်သွေးပါတော့တယ်။ပိတ်ဆံလည်းမရတော့သလိုအသားကျွေးနေရတဲ့ဒီမွေတွေဟာသူတို့အတော်ဝန်ထုပ်ပုံဖြစ်လာပါတယ်။ဒီတော့သူတို့ဟာစီးပွားရေးအရာအဆင်ပြေဆုံးဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ကြပါတယ်။အဲ့ဒါကတော့လောင်အင်းတွေကိုဖွင့်ပြီးမွေတွေကိုလမ်းမှာပေါ်တွန်းချလိုက်တာပါပဲ။တညအတွင်းမှာဒေလီမြို့ရဲ့မွေးဟောက်အရေးတော်ဟာအရင်ကားတဲ့3စားလောက်မြင့်တက်သွားပါတယ်။ဘေးအန္တရာယ်ကိုဖယ်ရှားဖို့လုပ်ခဲ့တဲ့မူဝါဒဟာဘေးအန္တရာယ်ကိုကိုယ်တိုင်ဖန်တီးလိုက်သလိုချစ်သွားပါတော့တယ်။ဒါကိုမွေဟောက်အကျိုးတက်ရောက်မှုလို့ခေါ်ပါတယ်။ဒီလိုဖြစ်ရမျိုးဟာကျွန်တော်တို့ပတ်ဝန်းကျင်မှာအမြဲတရှိနေပါတယ်။ကုမ္ပဏီတစ်ခုကရေးသမျှစာကြောင်းတွေအလိုက်အမှတ်ပေးမယ်ဆိုရင် programmer တွေဟာအသုံးမချတဲ့ကိုယ်အမိုက်တွေကလည်းရေးကြပါလိမ့်မယ်။မက္ကဆီကိုမှာလေထူးညစ်ညမ်းမှုရှော့ချဖို့ကားစီရီကန့်တက်လိုက်တဲ့အခါလူတွေကဒုတိယမြောက်ကားတစ်စီးကိုထောက်ဝဲကြပြန်ပါတယ်။မှတ်ထားပါတင်ဟာလုတ်ဆောင်ချက်ကိုထဲ့မတော့ပဲရလက်တစ်ခုတည်းကိုပဲစူချနီးမယ်ဆိုရင်လူတိုင်းဟာမွေမွေးတဲ့လူတွေဖြစ်ကုန်ကြပါလိမ့်မယ်။စီမင်းစီကံတွေကအခွင့်အရေးသမားတွေကိုအားပေးနေတဲ့အခါမှာကြိုးစားအားထုတ်မှုဆိုတာရေးစရာတစ်ခုဖြစ်သွားတတ်ပါတယ်။တင်ကစီမံခန့်ခွဲနေတယ်လို့ထင်နေသလား။တကယ်တော့တင်ဟာတင့်ကိုပြန်ကြိုက်မဲ့မွေးကိုကိုယ်တိုင်အစာကျွေးနေတာဖြစ်နိုင်ပါတယ်။